ကိုယ့်ရဲ့ TikTok ကိုလူတွေပို့ပြီးတော့စိတ်ဝင်စားအောင် view ပုံများအောင် playlist ထည့်နေလေးကိုဒီဗီဒီယိုလေးမှာ share လုပ်လုပ်ပေးသွားမှာပဲဖြစ်ပါတယ်။ပထမဆုံးအနေနဲ့ကျွန်တော်ဒီပေါ်တော့ menu ဆိုတာလေးကိုနှိပ်ပါပြီးလို့ရှိရင် TikTok Studio ဆိုတာလေးကိုနှိပ်ပါဒီနေရာရောက်ပြီဆိုလို့ရှိရင်တော့ကျွန်တော်အပေါ်ကိုနည်းနည်းလေးဆွဲပြီးတင်ပေးလိုက်ပါမယ်။ဒီပေါ်ဆွဲတင်ပြီးဆိုလို့ရှိရင်တော့ကျွန်တော်ဒီမှာ playlist ဆိုတာရှိတယ်ဒီ playlist ကိုနှိပ်ပါပြီးလို့ရှိရင်ကျွန်တော်တွေကဒီအောက်က create playlist ဆိုတာလေးကိုနှိပ်ပါနှိပ်ပြီးဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ video နဲ့သက်ဆိုင်တဲ့ခေါင်းစဉ်ကိုကျွန်တော်ဒီမှာထည့်ပေးရမှာဖြစ်ပါတယ်။ဒါမှမဟုတ်လို့ရှိရင်လည်းကျွန်တော်1 and 2 view 2 and view ဆိုပြီးတော့ကျွန်တော်ဒီမှာရေးထည့်ပေးလို့ရပါတယ်။ပြီးရင်ကျွန်တော်ဒီမှာနှိပ်စွာလေးကိုနှိပ်ပါမယ်။နှိပ်စွာနှိပ်ပြီးလို့ရှိရင်ကျွန်တော်ခုနထည့်လိုက်တဲ့ခေါင်းစဉ်တွေကိုကျွန်တော်တို့ဒီကိုယ့်ရဲ့ video file တွေကိုကျွန်တော်တီးတန့်ထည့်ပေးရမှာပဲဖြစ်ပါတယ်။တီးတန့်ထည့်ပြီးဆိုလို့ရှိရင်တော့ကျွန်တော်ဒီအောက်ကတန်းစွာလေးကိုနှိပ်လိုက်ပါမယ်။တန်းစွာကိုနှိပ်ပြီးဆိုလို့ရှိရင်လူတွေကကျွန်တော်ရဲ့ video ကိုဝင်ကြည့်တဲ့အခါမှာကျွန်တော်ရဲ့ video အောက်ခြေမှာplaylist ထည့်ထားတာလေးအခုလိုပြပေးမှာဖြစ်ပါတယ်။အဲ့ဒီကနေပြီးတော့လူတွေကိုဝင်ကြည့်လို့ရမှာပဲဖြစ်ပါတယ်။ပြီးရင်ကျွန်တော်အပြင်ပြန်ထွက်လိုက်မယ်ဆိုလို့ရှိရင်လည်းကျွန်တော်ရဲ့ account ထဲမှာဒီခုလိုမျိုးပြပေးပါတယ်။ဒါဆိုလို့ရှိရင်တော့လူတွေကတီးတန့်တန့်လေးနဲ့ဝင်ကြည့်မှာဖြစ်တဲ့အတွက်ကျွန်တော် view ပို့ပြီးတော့ရစီမှာပဲဖြစ်ပါတယ်။